ဒီကနေ့မှာတော့ဗျာဒိတ်ချမ်းရဲ့တဘိုးခုနှလုံးတွေကဒုတိယမြောက်တဘိုးကိုကျွန်တော်ဟောပေးသွားချင်ပါတယ်အဲ့တော့ဒီဒုတိယမြောက်တဘိုးမှာကဘုရားသခင်ကဘယ်ရာကြီးကိုတော့တန်ခတ်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ဝင်ကားသွားမယ်ဗျာဒိတ်ချမ်းခန်းကြီးရှေ့အငယ်ရှက်ကိုပေါ့နော်သူကနှခမ်းဖြစ်တယ်ဒုတိယကောင်းကင်တမန်သည်တဘိုးမှုသောအခါမီးလောင်သောတောင်ကြီးကိုပင်လယ်ထဲသို့ချလိုက်တဲ့ကဲ့သို့ဖြစ်၍ပင်လယ်သုံးစုဒီအသွေးဖြစ်တယ်ကဲပင်လယ်သုံးစုအသွေးဖြစ်တယ်ဆိုတော့ဥပမာပေးတယ်နာကမီးလောင်နေတာနော်မီးလောင်ပြီးတော့မှရဲတောက်နေတဲ့တောင်ကြီးကိုတဲ့ပင်လယ်ထဲချတယ်လို့ပဲတဲ့နော်ဘာဖြစ်သွားလဲဆိုရင်ပင်လယ်ကအသွေးဖြစ်သွားတယ်ရေရောဥပမာဘာနဲ့တူလဲဆိုပင်လယ်မီးလောင်တဲ့တောင်နဲ့ဆိုတာဥပမာမီးတောင်တွေပေါက်ကွယ်တယ်တစ်ခါGreek မှာလားမသိဘူးเนาะကျွန်တော်ကျွန်းမှာမီးတောင်ကြီးပေါက်ချိုရည်တွေကြာအဲ့ချိုရည်တွေကလေပူပြီးတော့မှရဲနာအဲ့ဒီပူပြီးရဲတဲ့ချိုရည်တွေပင်လယ်တွေကိုကြာသွားတာအဲ့လိုတကယ်လဲအဲ့လိုဖြစ်မဲ့သဘောရှိတယ်เนาะဘာဖြစ်လို့အဲ့လိုဖြစ်မဲ့သဘောရှိလဲဆိုတော့ကျွန်တော်တို့နာဂစ်တုံဆူနာမီတုံးကကျွန်တော်အမှုတော့မဆောင်သေးဘူးကျွန်တော်ပင်လယ်ထဲမှာငါးဖမ်းတဲ့အချိန်မှာလေရေအောက်ထဲကနေအဲ့ဒီဆူနာမီကရေအောက်လိုင်းရဖြစ်တော့ရေအောက်ထဲကနေမီးတောင်တွေပုံရေတွေပွင့်ထွက်တယ်ဆိုတော့အမြင့်ကြီးတက်သွားတာနော်ကျွန်တော်တွေ့ခဲ့ရဆိုတော့ပင်လေရေအောက်ထဲမှာမီးတောင်တွေရှိတယ်ဆိုတဲ့အရာလေကျွန်တော်သိနိုင်တယ်မြင်ကလေးလောက်တဲ့အခါမှာဘာလို့ပေါက်ထွက်မှာလဲနော်မီးတောင်မရှိပဲဘလို့ပေါက်ထွက်မှာပေါက်ထွက်လာတယ်ဘွာရေတွေကနေအမြင့်ကြီးပေါက်ထွက်သွားတာနော်ဘုံပေါက်တယ်လို့လေအဲ့လိုဖြစ်တာကျွန်တော်ဒါဆူနာမီတော့ကျွန်တော်ရခိုင်ပြည်နယ်မှာပင်လေမြင်ခဲ့ရတယ်အဲ့လိုမျိုးဆိုတော့မီးတောင်ရှိခြင်းအပြင်ချော်ရည်ဆိုတာထွက်မယ်အဲ့ဒီချော်ရည်ကစဉ်းစားကြည့်ပူချစ်နေတာပဲရဲတောက်ပြီးတော့အဲ့ဒီရေချော်ရည်တွေထွက်လာပြီးတော့ပင်လယ်တွေကိုစီးချတဲ့အခါမှာစဉ်းစားကြည့်ပင်လယ်ရေကအနီရောင်လည်းဖြစ်သွားပြီတွေးလို့အနီရောင်ဖြစ်သွားတယ်အနီရောင်ဖြစ်ပြီးတော့အဲ့ရေတွေကပျက်စီးသွားတယ်ဟောပျက်စီးသွားပြီးတော့မှပျက်စီးတာရေပျက်စီးတာတော့ပဲမဟုတ်ဘူးနော်ရေထဲမှာရှိတဲ့တတဝါတွေကလည်းဘာဖြစ်သွားလဲဆိုတော့ပျက်စီးတည်ကြည်ဆုံးရှုံးသွားငါးတွေနော်တေးကုန်တာပေါ့ငါးပဲတည်သလားလို့ပြောရင်အပိုက်ငယ်ကိုမှာတော့ပင်လယ်နဲ့အသက်ရှင်သောတတဝါသုံးစုတစုလည်းတည်တယ်နော်ပင်လယ်ထဲမှာအသက်ရှင်တဲ့တတဝါသုံးစုတစုတည်တယ်တင်မောသုံးစုတစုလည်းပြတ်တယ်တင်မောသုံးစုတစုပါပြတ်သွားတယ်နော်အဲ့တော့တင်မောသုံးစုတစုပါပြတ်သွားတယ်ဆိုတော့လုံးဝဘာဖြစ်သွားလဲဆိုလို့ရှိရင်လူတွေပါတည်တယ်တော့တွေ့ရတယ်တင်မောပြတ်တဲ့ကြောင့်တင်မောကမောင်းတဲ့သူရှိတယ်လေအလုံးလုံးတဲ့သူတွေရှိတယ်လေအဲ့တော့ပင်လယ်ထဲမှာဖြတ်တန်းသွားလာနေတဲ့တင်မောတွေလုံးဝပျက်စီးသွားတယ်ဆိုတဲ့အခါမှာအဲ့ဒီပင်လယ်သုံးစုပြတ်ခြင်းအပြင်ကမ္ဘာစီးပွားရေးကြီးလဲဒုက္ခရောက်နိုင်တယ်အခုတခြားမပြောနဲ့ကျွန်တော်တို့အီရန်အရေးမှာအမေရိကန်အရေးမှာဟိုးမိုးရေးလက်ချားလေးပိတ်တာနော်အဲ့ဒီမှာကမ္ဘာရဲ့20%လေးလောက်ကိုပဲထိန်းချုပ်ထားတာနော်20%လေးပဲကမ္ဘာရဲ့20%လေးလောက်ကိုထိန်းချုပ်ထားတဲ့ရေသွာလာလမ်းလှုပ်ရှားတဲ့လမ်းကြောင်းလေးနော်ပိတ်သွားတာကမ္ဘာကြီးမှာစီးရေဈေးတက်လာတယ်နော်စီးပွားရေးတွေထိုးကျလာတယ်ကြီးကမ္ဘာစီးပွားရေးထိုးကျလာတာအဲ့တော့ဘာဖြစ်သလဲနော်ပင်လယ်မှာသွားလာရေးတွေမှာအသုံးပြုနေတဲ့တင်မောတွေသုံးပုံတင်မောတွေလည်းပျက်စီးသွားတယ်သုံးပုံတစ်ပုံပျက်စီးသွားတယ်ဆိုတော့ဒီတင်မောနဲ့ကဘာကြီးကအများကြီးဆက်ဆက်နေတယ်လမ်းမဆက်တဲ့ရွေတွေသွားလာမှုတွေကုန်စင်စီးဆင်းမှုတွေလုံးဝကဘာရဲ့လိုအပ်နေတဲ့စွမ်းအင်တွေအဲ့ဒီအရာတွေတော့ကဘာမြေဩဇာတွေတော့အခုဆိုကျွန်တော်တို့ဟုံမုံကြီးလက်ချပေးလိုက်ခြင်းအပြင်စီတစ်ခုပဲမဟုတ်ဘူးအဲ့ဒီမှာကျွန်တော်တို့တည်င်းမှာကျွန်တော်တေချာကြည့်တဲ့အခါမှာကမ္ဘာမြေဩဇာဘာလို့လဲစိုက်ပျိုးတာလေနော်မြေဩဇာတဲဆောင်တဲ့အဲ့ဒီအရာတွေပါပြတ်တောက်သွားတယ်ဆိုတဲ့အရာကျွန်တော်သွားတွေ့ရတယ်မှာသူများတွေကြီးညာကြတယ်အဲ့တော့ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီမှာအဲ့ဒီသင်္ဘောတွေပြတ်ခြင်းအဲ့သင်္ဘောတွေမရှိတော့ခြင်းကကမ္ဘာရဲ့စီးပွားရေးကဏ္ဍကိုလည်းအများကြီးထိခိုက်နေတာဆုံးရှုံးသွားစေပါတယ်ရေလည်းပြတ်တယ်ငါးလည်းတည်တယ်တင်မောတွေလည်းပြတ်တယ်အဲ့တော့တင်မောသုံးပုံတို့သစုပြတ်သွားပြီဆိုတော့လူတွေလည်းဒုက္ခရောက်ပြီလေသွားလာရေးတွေကုန်စင်စီးဆင်းမှုတွေတနိုင်ငံနဲ့တော့စီးကုန်သွယ်မှုတွေအဲ့ဒီကုန်သွယ်မှုတွေပြတ်တောက်တဲ့အခါမှာကုန်စင်လုံးတွေကြီးလာတယ်ကြီးဟောပင်ထောနာကကျွန်တော်တို့ပြောတယ်ငါးတွေတည်တဲ့အခါမှာငတ်မွတ်ခေါင်းပါမှုတွေပိုတိုးလာတယ်လူတွေကဒုက္ခထဲမှာပဲ
ကျင်လည်နေရပြီဟောပထမတစ်ဖြက်မှာဂျုံခဲ့တဲ့နော်မြေကြီးသုံးစုမှာလည်းလူတွေထပ်ပြီးဒုက္ခရောက်တယ်အခုတစ်ခါပင်လယ်ကြီးကိုထပ်ပြီးတော့ဘုရားသခင်လို့လို့တစ်ခါမှာထပ်ပြီးတော့မှဒုက္ခရောက်တယ်အဲ့ဒါက3နှစ်ခွဲအတွင်းမှာပဲဖြစ်မှာအဲ့တော့ဒီကက်ကာလာကပြောမယ်ဆိုလို့ရှိရင်တလ2လလည်းကြာနိုင်တယ်တလ2လကြာပြီးတော့မှဒါမှမဟုတ်3 4 5လကြာပြီးတော့မှနောက်ထပ်ပင်လယ်ကိုထပ်ဖြတ်တာမျိုးဖြစ်နိုင်တယ်လပိုင်းလေးတွေပဲဖြစ်သွားမယ်เนาะအဲ့ဒီကက်ကာလာတစ်ခုနဲ့တစ်ခုကလပိုင်းလေးတွေတော့ခြားလိမ့်မယ်အဲ့လို3နှစ်ခွဲမှာ3နှစ်ခွဲအတွင်းမှာလပိုင်းလေးတွေခြားလိမ့်မယ်ဒီလထဲမှာဖြစ်ပြီးနောက်လဒါမှမဟုတ်2လလောက်နေရင်ကက်တစ်ခု2လလောက်နေကက်တစ်ခုအဲ့လိုလေးကျွန်တော်တို့ကြုံလာလိမ့်မယ်ချက်ချင်းဝုန်းတိုင်းမဟုတ်ခါလီဆို3လလောက်ဖြစ်လိမ့်မယ်အဲ့တော့2လ3လအတွင်းမှာဒီမှာတော့မှဖြည့်ရှင်းလို့ကက်ကမပြီးသေးဘူးနောက်ကက်တစ်ခုထပ်ရောက်လာတယ်ထပ်ပြီးဒုက္ခရောက်တာတော့တပူပေါ်တပူဆင်းပြီးတော့မှကဘာကြီးကဒုက္ခရောက်နေတော့မှာဖြစ်တယ်ဒါကြောင့်မလို့ဒီဘာဖြစ်လို့ဘုရားကအဲ့လိုကက်ကာလာတွေတစ်ခုပြီးတစ်ခုကိုရင်ဆိုင်ဖြတ်တန်းစေတယ်လေဆိုတော့ရှင်းပါတယ်ကျွန်တော်တို့ဘေးဒဏ်ကြီးကာလာကိုနောက်တစ်မျိုးကျွန်တော်တို့ပြောလို့ရပါတယ်အဲ့ဒါကတော့ဘုရားရဲ့အမျက်တော်ထင်ရှားရကာလာဖြစ်ပါတယ်ဒါကြောင့်အဲ့လိုအမျက်တော်ထင်ရှားရကာလာဖြစ်တဲ့အတွက်ကြောင့်ပြီးတဲ့အခါမှာဘုရားသခင်ကိုမယုံကြည်တဲ့သူတွေကဘာဥကပင်စည်ရင်မဝင်တဲ့သူတွေဆိုတာကျမ်းစာမှာအတိအကျပြောတယ်အဲ့လိုလူတွေဘုရားကိုညှင်းပယ်တဲ့သူတွေရှိတယ်ဘုရားကိုလက်မခံခြင်းတဲ့သူတွေရှိတယ်ပြီးတော့ကျွန်တော်တို့တွေဘယ်တော့ပဲဧဝံဂေလိသွားဟောမယုံကြည်မလက်ခံတဲ့အဖွဲ့အရှိအဲ့လိုအဖွဲ့တွေကတော့ဝမ်းနေစရာပဲသူတို့ရဲ့ခေါင်းမာမှုတွေနဲ့အတူသူတို့ကကဘာမြေကြီးမှာနော်သူတို့တွေကဘုရားရဲ့အမျက်တော်ကိုခံရမဲ့သူတွေဖြစ်တယ်တချို့ဆိုရင်အရန်ဆိုးတယ်မနေ့ကကျွန်တော်နော်တခု line ပေါ်မှာကျွန်တော်ကြည့်နေတယ် Facebook မှာလုံးဝဘုရားမရှိဘူးလို့ဘုရားမရှိဘူးလို့ပြောတဲ့လူရှိတယ်ဗျာအဲ့လိုလူတွေအတွက်ကတော့ဒီအမျက်တော်ထင်ရှားရကာလာကြီးနဲ့လုံးဝဘေးဒဏ်ကြီးကာလာမှာဖြတ်တန်းရမယ့်သူတွေပဲမဖြတ်လို့မရဘူးဒါလောက်နော်ဖျားရှိတာကိုဖျားမရှိပါဘူးဆိုပြီးတော့မှသူကနော်အကြီးအကျယ်နော်ကိုစာတက်ပေတက်တော့ဖြစ်မယ်အပြောလဲတော်တော်တက်တဲ့သူဖြစ်မယ်သူပြောရရလဲလောကအမြင်နဲ့ကြည့်နော်ဟုတ်တယ်လို့လူတွေကအရင်သဘောကျပြီးလက်ခုပ်တီးကြတယ်ဆိုတဲ့အရာကိုကြည့်တော့သူလည်းသဘောကျမှာပေါ့ဒါပေမဲ့သူသဘောကျခဲ့တဲ့အရာကနောက်ဆုံးမှာဖျားရဲ့အမျက်တော်ခေါ်ပလာကိုသူတောက်ရလိမ့်မယ်သူပထမတဘိုးလေးပဲရှိတယ်3စု2စုဒုတိယဖလားကြရင်နော်ဘုရားသခင်က100ရာခိုင်နှုန်းအပြည့်ဘုရားလှုပ်လိုက်လေဒါကြောင့်မလို့ယုံကြည်သူတွေကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကဘေးတဲ့ကြီးကာလမှာငါတို့မနေရဘူးဆိုငါတို့လည်းမဆိုင်ဘူးဒါတွေငါတို့မသိတင်ဘူးငါသိစရာမလိုပါဘူးမတင်လဲရပါတယ်မဟုတ်ဘူးနော်ကျွန်တော်ပြောမယ်တင်ကိုတင်ရမယ်တိကိုတိတင်တယ်နားကိုနားထောင်ရမယ်ဆရာတွေဝင်ငါတဲ့အခါမှာဘာဖြစ်လို့လဲဆိုတော့ငါတို့ဘေးတဲ့ကြီးကမနေရတော့ငါတို့နားထောင်ကြမှာမဟုတ်ဘူးဘုရားကတင်ကိုကင်းစားဘုရားကတင်ကိုတန်တမန်ဘုရားကတင်ကိုတဲ့အားဖြင့်လူမျိုးတွေကောင်းကြီးဖြစ်ပြီးတော့မှဘုရားကိုသိစေခြင်းတယ်။တော့ရေစီကြီးလာမှထင်ပါတယ်။တော့မြို့တစ်မြို့ကင်းဆောက်တဲ့သူရှိတယ်။ရန်သူလာတဲ့အခါမှာကင်းဆောက်ကအချက်ပေးရ။တကယ်လို့ရန်သူလာတာကိုသိပြီးကင်းဆောက်ကအချက်မပေးမင်းကအသွေးတောင်းမယ်ဆိုတာမျိုးကျမ်းစာမှာပြောတယ်။ဒါကြောင့်ကျွန်တော်တို့ကိုဘုရားကဒီနှုတ်ကပတ်တော်ကိုမလို့အပ်ပဲနဲ့ဘုရားဖွင့်ပြပါမလား။နော်ဘုရားကယုံကြည်သူတွေကိုချီဆောင်သိမ်းစီပြီးဟုတ်ပြီငါတို့ဒီနေရာမှာမနေရတော့ဟုတ်ပြီမနေရတော့ငါတို့ပြောစရာမလိုမဟုတ်ဘူးဘုရားကသင်ကိုတီးခွင့်ဒါတွေကိုပေးရခြင်းရဲ့အဓိကရွေးချက်ကသင်ဟာလူတွေကိုတိုက်တွန်းနှိုးဆော်ဖို့ဘုရားဘက်မှာစိတ်အားကြီးလာဖို့ဘုရားကိုမသိတဲ့သူတွေသိလာဖို့ဒီမှာတော့ကက်ကာလာကြီးရှိတယ်။နော်ဤကဲ့သို့ပေါ့နော်နော်ဤလို့လူတွေကိုလိုက်ပြီးတော့မှပြောရမယ်ဒီမှာမိုးရွာမယ်ဘုရားသခင်ကဘာကြီးကိုဘလို့ရည်လွမ်းမှုမယ်ဒီຢာတွေကိုသိပြီးတော့မှသင်ကယုံကြည်စိတ်ချပြီးတော့မှသင်ရဲ့အသက်တာသက်ရှင်မှာသူတို့ဘာကိုလိုက်ပြီးတော့မှတတိပေစောအောနှိုးဆော်ဖို့အတွက်ဘုရားကသင်ကိုဒီနှုတ်ကပတ်တော်တွေကိုဖွင့်ပြထားတာဖြစ်တယ်အလကားအကြောင်းမဲ့ဘုရားရေးထားတာမဟုတ်ဘူးငါတို့ပြီးတဲ့ညီကာလနဲ့မဆိုင်ဘူးငါတို့သွားရမှာမဟုတ်ဘူးဆိုပြီးတော့မှသင်ကတင့်စရာမလိုဘူးလားမဟုတ်လိုတဲ့သင်အားဖြင့်လူတွေများစွာနောင်တလန်တဲ့ကိုရောက်လာဖို့တမန်တရားကိုသိလာဖို့နော်ဘုရားကိုနော်ဒီပြီးတဲ့ညီကာလထဲမှာမဖြတ်တမ်းပဲနဲ့ဘုရားရဲ့အလိုတော်နဲ့အညီကဲတင်ခြင်းရမဲ့သူတွေဝင်းမဲ့နေတဲ့စပါးတွေအဲ့ဒီစပါးတွေကိုရိတ်ဖို့ဒါတွေကိုတင်သိပြီးတော့လူတွေကိုနော်ခွန်အားပေးပြီးတီးဆောက်ပြီးနှလုံးသွင်းနိုင်ဖို့ရဖြစ်တယ်ဒါကြောင့်မလို့ဒီအကြောင်းအရာတွေကတင်တိထားပြီးတော့မှသူတစ်ပါးတွေကိုလက်ဆင့်ကပ်ပြီးဝေငှပြီးဖျားနဲ့အားပြီးဖျက်လာတဲ့ယုံကြည်သူတွေဖြစ်လာဖို့ရခရစ်တော်ကိုမသိတဲ့သူတွေသိလာဖို့ရတင့်မှာတောင်းဝန်ရှိတယ်ဆိုတာကိုခွန်အားပေးနေတိုက်တွန်းလို့ဆိုပါတယ်